နိုင်ကတော့ကိုပါပဲချိုးသားတဲ့အပြုံးနဲ့မလို့တမောင်းနဲ့မုံနဲ့အိုးပါတယ်တော့လို့မေးချင်ဘူးတီထောင်းတဲ့အတီကကလိသွားတဲ့အချီကိုညှိထားစရာမလိုဘူးပြီးဖို့တော့ကောင်းတယ်ပိုးနေတဲ့အမုံကိုဘေးဖက်ထားလိုက်လုံးနေတဲ့အပြုံးကိုတတ်ဖြစ်ပေးလိုက်ပြီးသွားရင်တော့အကြိုက်တွေ့မေးတော့အမှန်ပဲကဲအဲ့ဒီတော့လည်းအစ်စ်တယောက်ပြောင်းဟောင်းတော့လည်းအစ်စ်ဖြစ်တွေးသစ်ဆွေးသစ်ချစ်လိုက်ကြပြီဆိုတော့နောက်ဆုံးတော့လည်းဒါပါပဲရှင်းတိုင်ကောင်းတဲ့ချစ်ပွဲတွေပင်နိုင်ကတော့ကျွန်တော်ပါပဲဆန္ဒဆိုရင်လည်းကဲမင်းအေးမြပြီမယ်မဆန္ဒကျွန်တော်ရဲ့အသေးကိုဝေးခဲ့တာအမြင်တော့ပန်းချယ်ရီကနာတော့မချယ်ရီအတွက်ကြောင့်ကျွန်တော်အသေးနှလုံးလေးပြီးခဲ့တာအဖြစ်ပေါ်ဒီစီဒီနီပင်ရမှာသာရပေးမယ်မနေသည်ဆိုရကြောင့်ကျွန်တော်ယူခဲ့တာအဖြစ်ပေါ်မူရည်တွေကအေးတော့မပူရည်ပြသွားရဲ့တော့မနေစီရဲ့စုခမြလာစနာကအေးမြမဆန္ဒကတွေးမြနောက်နေတဲ့အသေးကဘဝမချိုက်တဲ့ကြောင့်ပြက်ရတွန်းရင်ဝင်ထဲမှာထတ်တွန်းမိုးမမိုးကြောင့်အဖြစ်ဆိုးတာခွဲမရအောင်တားထားလေထားရဆက်တဲ့နှွေးတီးဦးတရားနဲ့ပိုက်တွေးအေးမအေးကြောင့်ပူဆွေးကျဲသမျှအကုန်ပဲနှွဲသမျှအကုန်လဲပြင်းနိုင်တော့ကျွန်တော်ပါပဲ